ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အချိန်မှာပဲရဲတွေကပတ်ပေါင်းစုံကိုစပြီးတင်းနဲ့ပစ်ခတ်ပါတော့တယ်။ထိတ်လန့်သွားတဲ့လီယိုကစတီယန်ရင်ဘီကိုတစ်ချက်တည်းနဲ့လှည့်ချလိုက်ပြီးကြီးစံတွေကိုအသေးအတန်ရှောင်ကွင်းဖို့စူးစမ်းနေခဲ့တယ်။အဲ့ဒီအချိန်မှာပဲလူကတ်ကပပက်ချမ်းမှာရှိတဲ့မြေအောက်ကားပါကင်တစ်ခုကိုလမ်းမြင်လိုက်တယ်။တစ်စက္ကန့်လောက်ဝေခွဲမရဖြစ်သွားပြီးနောက်လီယိုကကားကိုအထဲဘက်ချိုးကွေ့ပြီးမိလာမြောင်းငယ်ကိုတိုက်ရိုက်မောင်းနှင်သွားခဲ့တယ်။ဒါပေမဲ့ကားကရုတ်တရက်ဆက်တည်သွားခဲ့တယ်။အဲ့ဒီအချိန်မှာပဲလူတွေကဝင်ပေါက်မှာပိတ်ဆို့ထားပြီးသားဖြစ်နေခဲ့ပြီးဒီလိုပိတ်မိနေတဲ့နေရာချင်းလေးထဲမှာထွက်ပြေးစရာလမ်းမရှိတော့ပါဘူး။အဲ့ဒီနောက်အဖိုးကိုပေါ်လာပြီးလမ်းဘေးမှာရှိတဲ့တန်ရှင်းရဲကားတစ်စီးကိုမြင်သွားခဲ့တယ်။သူ့ရဲ့ညွှန်ကြားချက်အောက်မှာအဲ့ဒီလူတွေကတန်ရှင်းရဲသုံးပစ္စည်းတွေကိုချက်ချင်းယူပြီးတိုက်ခိုက်ဖို့ပြင်ဆင်ကြတယ်။လူကတ်ကကိရိယာတစ်ခုခုကိုလက်ရှာနေတော့မှပဲသူ့စီတဲတဲ့ဦးတီလာတဲ့အမောင်ထူးတဲ့ကရဟရင်တစ်စီးကိုရုတ်တရက်မြင်လိုက်ရတယ်။သူကလီယိုကိုတစ်စက္ကန့်တွင်ချက်ချင်းဆက်နှုတ်ဖို့အော်ပြောလိုက်တယ်။ကားကနောက်ဆုံးမှာတော့ပြန်နှိုးသွားပြီးလုံကောင်းရဲကိုမောင်းဝင်သွားခဲ့ပေမဲ့ရဟရင်ကတော့ဆက်လက်လိုက်လံတိုက်ခိုက်နေတော့ပါပဲ။အဖိုးရဲ့အမိန့်ပေးမှုအောက်မှာတန်ရှင်းရဲကားကရုတ်တရက်ပေါ်လာပြီးကြီးမားတဲ့တ िश ူးလိတ်ကြီးတစ်ခုကရဟရင်ရဲ့လေကာမန်ကိုဖုံးအုပ်သွားခဲ့တယ်။ရဟရင်ကတ िश ူးတွေကိုအောင်မြင်စွာဖယ်ရှားပြနိုင်ခြင်းမရှိခင်သူ့လိုတစ်ပတ်အပြည့်လဲပတ်သွားခဲ့တယ်။ဒါပေမဲ့ရဟရင်ရဲ့ဒလက်တွေကတ िश ူးတွေကိုမလွဲမရှောင်တာပဲညှက်ဖြတ်လိုက်မိပြီးလီယိုကတော့သူတို့ရှိကတမနီတားစီတစ်ခုကိုမြင်ပြီးအဲ့ဒီအချိန်မှာထိတ်လန့်သွားခဲ့တယ်။ရဟရင်ရဲ့ဒလက်တွေကကားရဲ့နောက်မီးကိုတိုက်မိနေပြီဖြစ်တဲ့ဒီလိုရေးကြီးတဲ့အချိန်ခါမှာပဲလူကတ်ကအရွယ်စားလျှော့ချတဲ့ခလုတ်ကိုနောက်တစ်ချိန်ထပ်နှိပ်လိုက်တယ်။ကားနဲ့သူတို့ကိုယ်တိုင်ကအသေးဆုံးရွယ်စားကိုရောက်ရှိသွားခဲ့ပြီဖြစ်တော့လဲဖြတ်တန်းသွားနိုင်မှာမဟုတ်ဘူးဆိုတာကိုလီယိုကနားလည်ထားတယ်။အတားစီးကိုတိုက်မိကနေအချိန်မှာပဲလီယိုကအရေးပေါ်ပရိတ်ဆွဲပြီးကွေ့လိုက်တာကြောင့်နောက်ဆုံးမှာတော့ဒလက်တွေကိုတီတီလေးရှောင်ကွင်းနိုင်ခဲ့ပါတော့တယ်။